ကြည့်ပါဦးဗျာမိတ်ဆွေတငယ်ချင်းတို့ရေဒါတော့ရင်ခက်ပန်းလေးတွေဗျာလှနေလိုက်တာနော်ဟိုတပင်လုံးဝထိန်ရောဗျာတမင်္ဂလာပါမိတ်ဆွေတငယ်ချင်းတွေရေအခုဆိုရင်ကျွန်တော်တို့ဒါရောက်ရှိတဲ့နေရာတော့ရင်ခက်ပန်းလေးပွင့်တဲ့နေရာလေးပေါ့နော်ရောက်ရှိနေတာပဲဖြစ်ပါတယ်ကြည့်ပါဦးဗျာဒီမြေပြင်တစ်ခုလုံးမှာဆိုတော့ရင်ခက်ပန်းလေးတွေပွင့်နေလိုက်တာဗျာဝါထိန်နေရောနော်ဒီချိန်ကဒီမေလာလလေလောက်ကြတော့ကဒီရင်ခက်ပန်းအကြည့်မျိုးပေါ့နော်အဲ့ဒါလေးတွေကအပွင့်ပွင့်နေရသည်လောကတပင်လုံးဝါထိန်လာတဲ့ကာလလေးပဲပြပါတယ်ကဲကျွန်တော်လည်းကြည့်လိုက်အောင်အနက်လေးတွေကမွေးကြိုင်နေရောဗျာကြည့်ပါဦးနော်လှနေရောဝါထိန်နေရောဒါသူ့ရဲ့အသီးလည်းစားလို့ရတယ်ပေါ့နော်ဒီလိုသူ့အသီးလေးတွေကမဲ့တဲ့ခါကျရင်ကျွန်တော်အထဲမှာအနစ်လေးရှိတယ်ပေါ့ချင်းချင်းလေးခွဲစားလို့ရတာပဲဖြစ်ပါတယ်ဒီလိုရင်ခက်ပန်းလေးတွေကကျတော့ကကျွန်တော်ရွရွာလေးမှာဆိုရင်တော့လေတွေ့ရတော်တော်လေးခဲသွားရေပေါ့နော်လက်ရှိကြံရှိနေတာကဆရာတော်ဘုရားထိပ်ထိပ်ဆက်လျှောက်တော်တဲ့ဘုရားကျောင်းဝင်းထဲမှာပဲကြံရှိနေတော့တာပဲဖြစ်ပါတယ်ကြည်ပါဦးဘုရားဆရာတော်ဘုရားကောင်းမှုကြောင့်ပဲခုလိုပုံစံမျိုးလာပတဲ့ရင်ခက်ပန်းလေးတွေကိုမြင်တွေ့နေရခွင့်ရသေးတာပဲဖြစ်ပါတယ်ကြည်ပါဦးနော်လာနေလိုက်တာအနံ့လည်းမွေးသူ့အချိန်ကာလရောက်ရင်ဖြစ်ကျင်းငတ်တရကတော့လည်းသူ့ရဲ့အတီးကိုလည်းစားလို့ရတာပဲဖြစ်ပါတယ်အပွင့်ကလည်းပြားတွေအတွဲတော့အဓိကဝတ်မုံဝတ်ရည်တွေရတာပဲဖြစ်ပါတယ်ကြည့်ပါဦးဗျာမြေပြင်ပေါ်ကလည်းပြန့်ကျဲနေတာဒါလေးကတော့ဖုံးချောင်းဘေးနားမှာပွင့်နေတဲ့အပင်လေးပဲဖြစ်ပါတယ်အရန်ကိုလှပြီးတော့ရွှေအောင်ထိန်နေတာပဲဖြစ်ပါတယ်